တနည်းအားဖြင့်တငယ်ချင်းတယောက်နဲ့လက်ဖေးဆိုင်မှာထိုင်နေတယ်အဲ့လက်ဖေးဆိုင်နဲ့ Wi-Fi free ပေးတာနဲ့ကျွန်တော်တို့ TikTok ကြည့်နေရပေါ့သူရဲ့အဖွိုင်းပြီးတော့ကျွန်တော်ရဲ့ game တွေတက်လာအဲ့နဲ့ကျွန်တော်အတန်ကြားလို့ဆိုပြီးလက်ရဲတယ်သူကဘတ်စ်ကြော်ပလိုက်တယ်ဟာနိုင်မြင်ပါလို့ကြော်လိုက်တာလဲဆိုငါမှ game ဝင်လာမပါတာတဲ့အော်အေးမင်းကအဲ့လိုကြော်တယ်ဆိုမဲငါတို့ TikTok မှာကွာ game သမားချင်းစီလုံးကြတယ်ကွာ game တွေတွေ့ရတယောက်ကိုတယောက် follow ပေးရ like ပေးရ share ပေးတယ်ကွာအခုကြည့်နေတဲ့ brother တို့ကလည်းဗျာ game ဝင်လာပါရဲ့ဆိုကျွန်တော်ဗီဒီယိုဆုံးအောင်ကြည့်ပြီးကူညီပေးခဲ့ရပါဦးဗျာနော် brother တို့ကလည်းအဲ့လို game တွေတင်လို့ကူညီလို့ရဆိုလို့ရှိရင် comment မှာကူညီပေးပါဦးမှန်းခဲ့တယ်ကျွန်တော် wallet ထိလာပြီးကူညီပေးပါမယ်ဗျတနည်းအားဖြင့်တငယ်ချင်းတယောက်နဲ့လက်ဖေးဆိုင်မှာထိုင်နေတယ်အဲ့လက်ဖေးဆိုင်နဲ့ Wi-Fi free ပေးရနေတယ်ကျွန်တော်တို့ TikTok ကြည့်နေရပေါ့သူရဲ့အဖွိုင်းပြီးတော့ကျွန်တော်ရဲ့ game တွေတက်လာအဲ့နဲ့ကျွန်တော်အတန်ကြားလို့ဆိုပြီးလက်ရဲတယ်သူကဘတ်စ်ကြော်ပလိုက်တယ်ဟာနိုင်မြင်ပါလို့ကြော်လိုက်တာလဲဆိုငါမှ game ဝင်လာမပါတာတဲ့အော်အေးမင်းကအဲ့လိုကြော်တယ်ဆိုမဲငါတို့ TikTok မှာကွာ game သမားချင်းစီလုံးကြတယ်ကွာ game တွေတွေ့ရတယောက်ကိုတယောက် follow ပေးရ like ပေးရ share ပေးတယ်ကွာအခုကြည့်နေတဲ့ brother တို့ကလည်းဗျာ game ဝင်လာပါရဲ့ဆိုကျွန်တော်ဗီဒီယိုဆုံးအောင်ကြည့်ပြီးကူညီပေးခဲ့ရပါဦးဗျာနော် brother တို့ကလည်းအဲ့လို game တွေတင်လို့ကူညီလို့ရဆိုလို့ရှိရင် comment မှာကူညီပေးပါဦးမှန်းခဲ့တယ်ကျွန်တော် wallet ထိလာပြီးကူညီပေးပါမယ်ဗျတနည်းအားဖြင့်တငယ်ချင်းတယောက်နဲ့လက်ဖေးဆိုင်မှာထိုင်နေတယ်အဲ့လက်ဖေးဆိုင်နဲ့ Wi-Fi free ပေးတာနဲ့ကျွန်တော်တို့ TikTok ကြည့်နေရပေါ့သူရဲ့အဖွိုင်းပြီးတော့ကျွန်တော်ရဲ့ game တွေတက်လာအဲ့နဲ့ကျွန်တော်အတန်ကြားလို့ဆိုပြီးလက်ရဲတယ်သူကဘတ်စ်ကြော်ပလိုက်တယ်ဟာနိုင်မြင်ပါလို့ကြော်လိုက်တာလဲဆိုငါမှ game ဝင်လာမပါတာတဲ့အော်အေးမင်းကအဲ့လိုကြော်တယ်ဆိုမဲငါတို့ TikTok မှာကွာ game သမားချင်းစီလုံး